ရဲသားတွေဟာငရဲခံရတဲ့သူတွေဟာမျိုးသမီးတွေဖြစ်တယ်တံပရိကိဏခတ္တာဒီကိုယ်လုံးလဲသွေးရဲတန်ရဲရဲနဲ့ဆုပ်ဆုပ်ပြက်ပြက်ဒီကိုယ်လုံးလဲရဆရာမရှိအောင်လက်ချေအပြက်ပြက်ဆင်းရဲဒုက္ခကိုရောက်ရှိနေကြတယ်တဲ့ပက္ကရှကန္တန္တိဘုဇေဒုစစ္စာတစ်ချိန်တုန်းကမိုက်မဲခဲ့ကြတဲ့အမျိုးသမီးတွေဟာလက်မောင်းနှစ်ဖက်ကိုမြောက်ပြီးတော့အော်ဟစ်ငိုကြွေးပြီးဆင်းရဲဒုက္ခကိုခံနေကြတယ်တဲ့တမ္မခိတလောဟိတပုပ္ပလိတာဒီကုလုံးလဲသွေးတွေနဲ့လိမ့်ကြံပြီးတော့ဒီကုလုံးသွေးတွေပေပြီးတော့ကာဝယထာအာဂတနေဝိခန္တာနတ်သားယုံမှာနွားတွေဆက်ဖြတ်ထားတယ်လို့နွားတွေကိုတတ်ပြီးတော့ဆက်ဖြတ်တယ်လို့ပဲအဲ့ဒါလို့နတ်သားယုံနဲ့နွားတွေတတ်ထားတယ်လို့ခန္ဓာကိုယ်စုပ်စုပ်ပြက်ပြက်နဲ့သွေးရဲတန်ရဲနဲ့ခန်းနေကြတယ်တဲ့အဲ့ဒီခန်းနေတဲ့ပုဂ္ဂိုလ်တွေကလွတ်လွတ်ကျွတ်ကျွတ်လာလို့ဆိုမဟုတ်ဘူးတာပူမိဘာခတ်တမေတဒါနိခာတာအောက်ကမီးရဲရဲတောင်နေတဲ့တန်မြေလွှာကြီးပေါ်မှာတန်နဲ့တိဆောက်ထားတဲ့မြေလို့ဆိုအဲ့ဒီမြေထဲမှာခန္ဓာကိုယ်ကတော်လောက်မြုပ်ပြီးတော့အပေါ်ပိုင်းလေးပဲပေါ်နေတယ်ခန္ဓာကိုယ်ရဲ့အဲ့ဒီမြေကြီးထဲမှာတကိုင်းမြုပ်ထားပြီးတော့အပေါ်ပိုင်းကပေါ်နေအဲ့ဒီအချိန်မှာခန္ဓာတိဝတ္တန္တိသာဇောတိဘုဒ္ဓတောင်ကြီးလောက်ရှိတဲ့ကြောက်တုံးကြီးတွေဟာမိလောင်ကျွမ်းနေလို့ရဲရဲကြီးနေတဲ့မီးရောင်နေပန်းထွက်နေတဲ့ကြောက်တုံးကြီးတွေကလိမ့်လာပြီးတော့သူတို့အပေါ်ကိုဖြတ်ပြီးတော့လိမ့်သွားတယ်အဲ့ဒီအချိန်မှာစီစီညက်ညက်ကြောက်တုံးကြီးနဲ့အောက်ကတမ်းမြေလွှာပေါ်မှာဖိချိတ်ခံရတဲ့အခါပြတ်ချက်သွားလောက်အောင်စီစီညက်ညက်ဖြစ်ပြီးတော့သွားတယ်အဲကြောက်တုံးကြီးလိမ့်သွားပြီးမကြခင်ပဲပြန်ပြီးတော့ရုပ်ခနဲ့ထောင်းလာပြန်မသေးနိုင်ကြဘူးငရဲသားဆိုတာငရဲဘဝခံရတယ်ဆိုတာဘလောက်ပဲဒုက္ခရောက်ရောက်ဘလောက်ပဲဇက်ဖြတ်လက်ဖြတ်ဖြတ်ချင်တဲ့လောက်ဖြတ်အိမ်မြောင်အမေးပြလို့ပဲခုံးနေမှာပြီးရင်ပြန်ဆက်သွားပြန်ရောအဲ့ဒီဆင်းရဲဒုက္ခမဆုံးနိုင်တဲ့ဆင်းရဲဒုက္ခကိုခံကြရတယ်တဲ့အဲ့ဒီမြင်ကွင်းကိုနေမိမင်းကြီးကစတင်ပြီးတော့မြင်လိုက်တာဒါကြောင့်မို့နာယထာမောင်းတဲ့မာတတိကိုမေးပြရစေပါတဲ့ဣမာနုနာရိယောဂိမကံတုပပံအခုငရဲကြပြီးတော့ငရဲခံရတဲ့ဒီမျိုးသမီးတွေဟာဘာတွေလုပ်ခဲ့ကြလို့ဒီလောက်ဒုက္ခကြီးစွာခံနေကြရသလဲမာတလိနတ်သားကဘာပြောတော့မာတလိနတ်သားဖြေပုံကတော့ကောမာတလိရဲ့ဖြေရှင်းချက်ကတော့ဘာလို့ဆိုရင်ဒီမျိုးသမီးတွေဟာတဲ့လူဘဝတုန်းကဒီပျော်ပျော်နေတဲ့အမျိုးသမီးတွေဖြစ်တယ်အတုဒ္ဓကမ္မာနေခြင်းသလိုလို့လွတ်လွတ်လပ်လပ်နေခြင်းသလိုနေကြတယ်အတတံအစာရောမကောင်းတဲ့အလုပ်တွေကိုမျိုးသမီးကောင်းတွေရဲ့အလုပ်တွေမဟုတ်ဘဲနဲ့မကောင်းတဲ့အလုပ်တွေကိုလုပ်ကြတယ်တဲ့ဒါဒိဋ္ဌရူပပฏิဝိပဟာယကောက်ချက်ဆင်းလဲတဲ့စိတ်ရှိပြီးမိမိတို့ရဲ့အိမ်တော်ဘက်ယောက်ျားကိုစွန့်ခွာပြီးအညာအစာရုံရတိခိတ္တဟေတုပျော်ရွှင်မှုကိုအာယုံပြုတ်ပြီးတော့ပြောသလိုနေခဲ့ကြတယ်အဲ့တော့
လူဖြစ်ပြနေတဲ့အခြေအနေတွေကြောင့်မလို့တဲ့သူတို့ဟာအညာအစာရုံရတိခိတ္တဟိတုပျော်မှုပါမှုအကြောင်းပြုပြီးတော့နေခြင်းတို့နေကြတယ်တာဇီဝလောကသမိရမပရိတ်တော်ဟာဘဝမှာပျော်ပျော်နေမယ်ဆိုတဲ့နော်ပျော်ပျော်နေမယ်ဆိုတဲ့စိတ်နဲ့လွတ်လွတ်လပ်လပ်နေကြတဲ့ဒီမျိုးသမီးတွေဟာဘဝဆုံးသက်သွားတော့ခန္ဓာတိဝတ္တန္တိသာသောတိဗုဒ္ဓမိတော့မိလျံနေရဲနေတဲ့အခုလိုကြောက်တောင်ကြီးတွေဟာလိမ့်ပြီးတော့တန်မြူမြေပေါ်မှာခန္ဓာကိုယ်တဝက်မြုပ်နေတဲ့အချိန်မှာကြောက်တုံးကြီးတွေရဲ့ဖိကျိတ်မှုကိုခံနေရတာဟာတစ်ချိန်လုံးကပျော်ခဲ့တာတွေကိုပေးဆက်နေရခြင်းပဲဖြစ်တယ်လို့